နိုင်ငံခြားမှာနေပြီးတော့ပဲပုတ်စိတ်မလုပ်တတ်ဘူးဆိုရင်ပူဆံမလို့တော့ဘူးเนาะဒီတစိတ်လေးကိုတွားဝယ်ပြီးတော့လောက်စားလို့ရတယ်เนาะကိုကြိုက်တယ်လို့လောက်စားလို့ရတယ်ပဲပုတ်စိတ်ကတော့အရန်ကောင်းတယ်မွေးမွေးလေးနဲ့စီစီလေးပေါ့เนาะကျမတော့မြန်မာပြည်မှာနေတော့ကကြော်တဲ့အတိုင်းပေါ့เนาะကျမကကြော်တာဖြစ်တယ်အမေလုတ်ကျွေးတုန်းကတော့ကြက်တင်ပြူကြက်တင်မီနဲ့ခန်းချင်လေးပြီးတော့ထောင်းတာပေါ့နော်စပရီနဲ့ဒါပေမဲ့ကျမကတော့ထောင်းဖို့ပြင်းလို့လေနော်ပြီးလို့ရှိရင်စပလင်ဆိုရင်လည်းလူများထောင်းပြီးသားဟာယူလာတာပေါ့ဒီငယ်ဒီထဲတယ်ဒီပဲပုတ်စီစီလေးကိုကျမကထည့်လိုက်တာဖြစ်တယ်ပေါ့နော်ဆိုတော့ငရုတ်တီးကတော့ကိုအဆက်တိုက်တလောက်ထည့်လို့ရတာဖြစ်တယ်ပေါ့နော်စားဟင်းချုံမုံလေးထည့်တယ်ပြီးလို့ရှိရင်နနံပင်လေးပေါ့နော်တရုတ်နနံပင်လားမြန်မာနနံပင်လားရှမ်းနနံပင်လားမသိထည့်လိုက်တယ်ကျွန်တော်ရှမ်းလို့ဆိုရင်ဖကီယွန်လို့ခေါ်တာပေါ့နော်အဲလေးကိုထည့်တယ်ပြီးလို့ရှိရင်ရပြီဆိုတာနဲ့ကျွန်မကပကံထဲမှာထည့်ပြီးတော့ဒီနနံပင်ကိုထည့်လိုက်တာ